အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ English စကားကိုအခြေခံကနေပြီးတော့မှစပြီးလေ့လာနေတဲ့သူတွေအတွက် confidence ရှိပြောနိုင်ဖို့အတွက်နည်းလမ်းလေးတွေကိုပြောပြပေးချင်ပါတယ်ဒီတော့အခြေခံကျောင်းသူကျောင်းသားတွေအတွက်အရန်ကိုလွယ်ကူပြီးတော့မှနေ့တိုင်းလေ့ကျင့်လို့ရမယ်နည်းလမ်းလေးတွေဖြစ်တဲ့အတွက်အတူတူလိုက်ပြီးကြည့်လိုက်အောင်အဲ့တော့ပထမတစ်ခုအနေနဲ့ short sentences တွေကနေပြီးတော့မှစပြီးတော့လေ့လာပါအရင်ဆုံးလွယ်တဲ့စာကြောင်းတွေကိုတိုတိုလေးကနေစပြီးတော့လေ့ကျင့်ကြည့်ပါဥပမာအနေနဲ့ I'm a student. I like tea. She is my friend. ဒီလိုစာကြောင်းတူတူလေးတွေကိုပြောမယ်ဆိုရင်အရှိကြီးတွေကိုအရင်မလေ့ကျင့်နေနဲ့အောင်စကားတူတူလေးတွေကစပြီးတော့မှပြောတဲ့အခါကိုယ့်ရဲ့ confidence ကိုပို့ပြီးတော့မှရှိစေမှာဖြစ်ပါတယ်အဲ့တော့ step 2အနေနဲ့ daily life တွေကို English လိုမျိုးပြောကြည့်ပါကိုယ့်ရဲ့နေ့စဉ်လုပ်တဲ့အလုပ်တွေကို English လိုမျိုးလေ့ကျင့်ကြည့်ပါပြောကြည့်ပါဥပမာ I wake up at 7 o'clock. I go to school. I eat rice for lunch. Okay ဒီတော့ကိုဘွားနဲ့ဆိုင်တဲ့စကားတွေကိုလွယ်နဲ့သေချာမှတ်မိနိုင်ပါတယ်အဲ့တော့ကိုယ့်ရဲ့ daily life တွေကိုကိုအရင်ဆုံး English လို့ပြောပြီးတော့လေ့ကျင့်ကြည့်ပါ step 3အနေနဲ့ mirror practice မှန်ကိုကြည့်ပြီးစကားပြောကြည့်ပါဥပမာ Hello my name is Billy today I'm very happy မန်ရှိမှာစကားပြောတဲ့ဥစ္စာကကိုကို practice လုပ်ဖို့နဲ့ပြီးတော့လူတစ်ယောက်နဲ့စကားပြောနေတဲ့အတိုင်းမိမိကို confident ဖြစ်စေပါတယ် Number 4အနေနဲ့ listen and copy ဥပမာ English ကာတွန်းနေပြီးတော့မှ YouTube video တွေနားထောင်ပြီးတော့မှပြန်ပြောကြည့်ပါဥပမာ How are you How are you Okay voice tone accent တွေကို follow လုပ်ပြီးတော့မှ like ပြောကြည့်ရင် confident ပို့ပြီးတော့မှတိုးတက်စေပါတယ် Number 5အနေနဲ့ 1 minute challenge နေ့တိုင်းကိုယ့်ရဲ့အကြောင်းကို1 minute လောက် English လို့ပြောကြည့်ပါဥပမာ My name is Billy I live in Yangon I like football soccer okay my favorite food is fried rice okay ဒီလိုအစပိုင်းမှာ10မိနစ်ထပ်ပို့ပြီးတော့မှမပြောနိုင်ဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့2မိနစ်3မိနစ်တစ်စက်မီတစ်စက်တိုးလာပါလိမ့်မယ်အဲ့တော့လေ့ကျင့်ကြည့်ပါနောက်တစ်ခု don't afraid of mistakes ဒီနေရာမှာကျောင်းသူကျောင်းသားတွေအားလုံးသတိထားပါမမှန်တာတွေပြောတာကိုမကြောက်ပါနဲ့အင်္ဂလိပ်စကားကိုလေ့ကျင့်တဲ့အချိန်မှာပြုံးလေးနဲ့ mistake ဖြစ်လို့ရှိရင်လည်းပေါ့ပါပါလေးသင်ခန်းစာယူလိုက်ပါအရင်ကြောက်နေစရာမလိုဘူးဥပမာ he go to school he goes to school အမားတွေကနေပြီးတော့မှသင်ခန်းစာတွေဖြစ်ပြီးတော့အဲ့ဒီကနေပြီးတော့မှပဲ confident တွေတိဆောက်လို့ရပါတယ်ဒါကြောင့်အင်္ဂလိပ်စာကို confident ရှိပြောနိုင်ဖို့ဆိုရင်အရေးကြီးဆုံးကနေ့တိုင်းနည်းနည်းစီလေ့ကျင့်တာဖြစ်ပါတယ်နောက်တစ်ခါအင်္ဂလိပ်စကားပြောချင်တဲ့အခါမကြောက်ပါနဲ့စကားကိုတူတူနဲ့စတင်ပါအမားတွေကနေပြီးတော့မှသင်ခန်းစာယူဖို့မမေ့ပါနဲ့ဒီနည်းလမ်းတွေကိုနေ့စဉ်နေ့တိုင်းလေ့ကျင့်မယ်ဆိုလို့ရှိရင်မကြာခင်မှာ confident ရှိလာပါလိမ့်မယ်ဒီတော့ဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိဖို့မျှော်လင့်ပါတယ်အကျိုးရှိရဆိုလို့ရှိရင်လည်း like and share လေးလုပ်ဖို့မမေ့ပါနဲ့အဲ့တော့အင်္ဂလိပ်စာကို confident ရှိလေ့ကျင့်ခြင်းနဲ့ဆိုလို့ရှိရင်ခုနကပြောသွားတဲ့အချက်တွေကိုလိုက်လုပ်ဖို့မမေ့ပါနဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်